မောင်လေးရေနဲ့တားမယားကိုနှိပ်စက်နေတာမိဘကသူ့ရဲ့သားကိုမြှောက်ပေးတယ်ပေါ့နော်သူ့အမေကသူ့ရဲ့သားကိုမြှောက်ပေးတယ်အဲ့တော့မြှောက်ပေးရဆိုတော့သူ့ရဲ့သားကဘာဖြစ်သွားပြီလဲတလိษံဖြစ်သွားပြီလေရှူးတိုက်တိုင်းကြိုက်တာဘာလဲရှူးတိုက်တိုင်းကြိုက်တာခွေးသိလားအဲ့တော့မိဘဆိုတာကကိုယ့်ရဲ့သားသမီးကိုရှူးတိုက်ပေးရမှာမဟုတ်ဘူးမြှောက်ပေးရမှာမဟုတ်ဘူးကိုယ့်ရဲ့သားမှားနေတယ်ဆိုရင်လမ်းမှန်ကိုရောက်အောင်မိဘတွေကတုံတင်ဆုံးမပေးရမှာကိုယ့်ရဲ့ချွေးမကမှားနေတယ်ဆိုရင်အဲ့ဒီချွေးမကိုတုံတင်ဆုံးမပေးရမှာငါသားမှငါသားငါသမီးမှငါသမီးချွေးမကိုချွေးမလိုမျိုးဆက်ဆံတာတမတ်ကိုတမတ်လိုမျိုးဆက်ဆံတာအဲ့ဒါမိဘပိတာတယ်လို့ထင်လားအဲ့လားတယူတန်နေတချို့လူတွေရှိတယ်နော်တကယ့်ကိုတယူတန်နေငါသားမှငါသားငါသမီးမှငါသမီးအဲ့တော့ကိုယ့်ရဲ့သမီးတွေကိုယ့်ရဲ့သားတွေကဘလောက်ကြည့်ပဲမှားနေအဲ့ဒီမိဘတွေကမှန်တယ်လို့ပဲမြင်တာအဲ့ဒါသားသမီးကိုချစ်တာမဟုတ်ဘူးနှစ်တာကိုယ့်ရဲ့သားသမီးကအစိုးဘက်ကိုဥတည်နေတာစိုးတဲ့စိုးအောင်မိဘတွေကမီးလောင်ကလေပင့်လုပ်ပေးတာနောက်ကနေပြီးတော့မြောက်ထိုးပင့်ကိုလုပ်ပေးတာရိုင်းရိုင်းပြောရမယ်ဆိုရင်ရှူးတိုက်ပေးနေတာသားသမီးတွေကလည်းမစင်စားဘူးရှူးတိုက်တိုင်းလိုက်ပြီးတော့ကြိုက်တယ်အဲ့တော့ရှူးတိုက်တိုင်းကြိုက်တယ်ဆိုတာကခွေးမြောက်ပေးတိုင်းလုပ်တယ်ဆိုတာကအယူအနှမ်းနေအုံနောက်ကြက်မပြေးတဲ့သူတွေဒါလေမြောက်ပေးတိုင်းလိုက်လုပ်တာအဲ့တော့ကိုယ့်ရဲ့လုပ်ရက်ကမှန်လားမှားလားဆိုတာကိုယ်တိုင်သိတယ်ဒါကြောင့်မလို့ငါရဲ့သားမှငါရဲ့သားငါရဲ့သမီးမှငါရဲ့သမီးလုံမနေနဲ့ကိုယ့်ရဲ့သားနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ချွေးမကိုယ့်ရဲ့သမီးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့သားပဲအဲ့တော့ချွေးမအမားတီဖြစ်စေသားအမားတီဖြစ်စေဒီအိမ်တော်ကြီးကိုစင်ပြေစေခြင်းနဲ့ဆိုရင်မိဘတွေကနောက်ကနေပြီးတော့ကောင်းတဲ့ကောင်းအောင်လုပ်ပေးရမှာ